下巴脸上，耶，那个在哪来吧？တော်မူတော့အဖမြတ်ဆိုဘုရားသခင်ကိုတော်ရှင်နေကြည်ယူတော်ကြောင့်15နှစ်လောက်ကွဲခေါ်ပြီးမှတဖန်ပြန်လဲပြီးအဖေနဲ့ဒီအမတို့မိသားစုနဲ့မိသားစုတို့အိမ်မှာတခါပြန်လဲဆုံစည်းခွင့်ရှိကိုတော်ရှင်ပြီးတဲ့အတွက်ကိုတော်ရှင်ကြည်ယူတော်ပူချီးမွမ်းပါ၏အဖေက90နှစ်တော့ကျန်းပါမာနဲ့ဖြတ်သားခွင့်ပြီးတော့ကြောင့်လည်းကြည်ယူတယ်နိနောက်လာမယ့်နေ့မှာလည်းကိုတော်ရှင်ကောင်းချီးပြီးတော်မူပါအတနေ့တရားမွေးနေ့လုံးနိုင်အောင်လဲကိုတော်ရှင်အဖေကိုကောင်းချီးပြီးတော်မူပါကျမ်းမာရေးကိုတော်ရှင်သူကိုယ်တိုင်ကျမ်းမာရေးကိုကြွေးဆိုင်ပြီးတာတနေ့ဒီဖေးမဆောင်မချင်းကိုလည်းသူခံရအောင်တာတမီဒီအကြောက်တိုင်းကိုလည်းကိုတော်ရှင်ကောင်းချီးပြီးတော်မူပါဒါသမီးဒီကောင်းချီးပေးလိုက်တော့အဖေဖြစ်အောင်လဲအနည်းတရားမကသူအတက်တာကိုလာရှင်ကောင်းချီးပေးတော်မူပါနေ့တရားပြီးတဲ့မွေးနေ့ကျန်ဒီမှာဆုံလဲနဲ့ကျွန်တော်တို့ကြည်ဦးတော်ချီးမွမ်းပွဲကိုတော့ရှင်မလုပ်နိုင်အောင်အဖေကိုကျမ်းမာခြင်းကိုတော့ပေးတော်မူပါဒီမှာအဖေကိုကြည်စုဆောင်ရှောက်ပြီးတော့အမတို့မိသားစုလည်းမရသားသမီးလေးမိတီကိုလည်းကိုတော်ရှင်ကောင်းချီးပြီးတော့မှာသူတို့လုပ်ငန်းကိုင်ငန်းအဝနဲ့ကိုတော်ရှင်ကောင်းချီးပြီးတော့မှာလုပ်ငန်းမှာလည်းကျန်းမာချင်းခွန်အားအထက်လူကြီးအောက်လူငယ်များနဲ့ပေါင်းတင်ဆက်ဆံရမှာလည်းကိုတော်ရှင်ကောင်းမွန်အဖော်ကြီးစွာအလုံးလုံးနိုင်အောင်ဒါသမီးတို့အတက်တာမှာလည်းကိုတော်ရှင်ဖေးမကွယ်ကားတော်မူပါနောက်နေ့တိုင်းကျွန်တော်တို့ပြန်လဲဆုံတွေ့နိုင်အောင်လဲကျွန်တော်တို့ကိုတော်ရှင်အားလုံးကိုကျွန်တော်ရှင်အရာတိုင်းမှာစီတဲ့နေရာတိုင်းမှာကျွန်တော်ကိုတော်ရှင်ကိုယ်တိုင်ကွယ်ကာဆောင်မတော်မူပါဟုတ်ဒီမှာခဏတွေ့ဆုံပြီးခွဲခေါ်ပြီးကျွန်တော်တို့ဟိုကလိုမှာသူစားကျွန်တော်တို့နေတဲ့မြို့ကိုခဏနေပြန်သွားမယ်ဖြစ်ပါတယ်လမ်းခရီးတစ်လျှောက်မှာကိုတော်ရှင်နဲ့အတူပါစီတော်မှာပါကျမ်းမှာထောမဆွကျမ်းလမ်းမှာဒီဒုက္ခမရောက်ပဲကာပြည့်ချင်း accident ချင်းမရှိဘဲနဲ့ကိုတော်ရှင်ဝိညာဉ်တော်အဖြစ်ကျွန်တော်အင်တိုင်ရရောက်ကိုတော်ရှင်ပို့ဆောင်တော်မူပါနောက်ပြန်လဲဆုံတဲ့နေ့အထိအတီးတီးရောက်ရှိတဲ့နေရာတိုင်းမှာဒီအဖေတို့မိသားစုနဲ့တကွသားသမီးအရောက်တိုင်းကိုတော်ရှင်ကောင်းချီးပြီးတော်မူမိအကြောင်းတပါးဒီတော့ဒါတော့သခင်ခရစ်တော်နာမတော်ကိုအမိပြုလေအလွန်ယူတည်စွာဆုတောင်းပါရဖာမြတ်စွာဘုရားသခင်အာမင်ကြည်ယူတင်တယ်ချိုးပါလီဘိုတေပါဖိုလိုတေပါကဒီကရမချပါဘူးလေအလိုက်ကေပြီးမှကဒီကချင်ဒီကပူရတာတော့တာကမင်းတယ်ဒီတစီမဆောဒီတော့စားတော့တယ်ဒီကဘာလဲဒီတဲ့ဆိုဒီကဘာဘာကိုတဲ့ဥတစီမဆောဒီကဘာတော့ရှိရခလေရမီပတ်မချပါတရာဖိုးပါကဒီကဒီကပူရတာတော့တာကမင်းတယ်ပူမဆောဒီကလေရှိရဒီခိဘာတီရလာကြတယ်ပတ်တော့ရှိကြစားအာမင်အာမင်နော်လောဟိမရဲ့အင်းဆုံးအမေချစ်ဆုံးတမက်အမေချစ်ဆုံးတမက်ရှိရနှစ်ရနေမှာတရားတော့ဟုတ်ပါတယ်ကျွန်တော်မိလိုက်လိုက်တမက်အမေချစ်ပါတားငယ်လာလက်ကောင်မအမေချစ်ပါတမက်မောင်တမက်အားကင်မရာအားရရလား